ကဲအခုဆိုရင်ကျွန်တော်ကတ်ထဲကနေပြီးတော့မှမဲဖောက်တော့မှာဖြစ်ပါတယ်ခင်ဗျာမဲဖောက်တော့မှာဖြစ်ပါတယ်ဗာလေးပေါက်ခွင့်လဲဆိုတော့အခုတစ်ချက်လောက်ရှူစားပေးပါခင်ဗျာဟာကွာဒီကောင်ကြီးပေါက်သွားဒီပေါ်ရွှေပြားလေးနဲ့စုပြီးဝယ်မဲ့ကောင်ကျတော့ဟိုပြောအချင်းပေးပြီးစုပြီးတော့မှဝယ်စရာမလိုတော့ဘူးပေါ့ဒါတန်းရသွားတာပေါ့ဒါပေမဲ့စကင်လန်းစားလေးပဲပေါက်မှာစကင်လန်းစားပေါက်လေဗျာအစမ်းသုံးကတ်ပါပဲဒါပေမဲ့ဗျာဒီခင်းအောင်ကတ်ကနေကျွန်တော်ကဟိုအစမ်းသုံးကတ်တွေပေါက်တာများတယ်အခုမှဒီလိုမျိုးပြောမယ်စကင်အပိုင်ရရောအကောင်ပိုင်ရရောပြောနေစကင်တော့လည်းမဟုတ်သေးပါဘူးအကောင်ပိုင်ရတာပေါ့ရွှေပြားလေးနဲ့စုပြီးဝယ်မဲ့ကောင်ကအချင်းပေးပြီးတော့မှကျွန်တော်စုပြီးတော့မှဝယ်စရာမလိုတော့ဘူးတန်းပေါက်သွားတာနေ့စဉ်ကဗျာကျွန်တော်ကမဲဖောက်လို့ရှိရင်ကျွန်တော်အဲ့လိုလေးပဲတန်းဖောက်တာဗျဟိုဘက်ကတန်းဆွဲလိုက်တယ်အဲ့လိုမျိုးအဲ့လိုပဲဖောက်နေကြအဲ့လိုဖောက်နေကြစကင်ဘယ်လိုပြောရမလဲတချို့အစမ်းသုံးကတ်တွေလည်းပေါက်တယ်ပြီးလို့ရှိရင်အကောင်အပိုင်တွေလည်းရပါတော့ရွှေပြားလေးစုပြီးတော့မှဝယ်ရမယ့်အကောင်ကျွန်တော်အပိုင်ရရတယ်ရှိတယ်တချို့ကျတော့လည်းဟိုပြောရမလဲအဲ့ဒီအခင်းရောင်နေပြီးတော့မှရွှေရောင်နေပြီးတော့မှချို့ကအစမ်းသုံးကတ်တွေရတာရှိတယ်ဒါကျွန်တော်ရွှေရောင်ကတ်ပြောင်းသွားပြီးတော့မှတော့နော်နောက်ဆုံးရွှေရောင်ကတ်ပြောင်းပြီးတော့မှရသွားတဲ့အကောင်ပေါ့ပြား100တန်လေးဒီကောင်ရသွားနော်စကင်အမြင့်နာများပဲပြား100တန်နဲ့စကင်တင်ရောနော်စကင်မလို့အဲ့လိုရသွားတာ